သွားဆရာဝန်ကတဖုံးရမ်းနာနေတဲ့လူနာကိုကြည့်ပေးနေတယ်ထူးဆန်းစွာပဲတဖုံးရောင်နာတို့သွားပိုးပေါက်တို့ကိုမတွေ့ရဘူးအိတ်စရွေးထက်ရိုက်ကြည့်တယ်ဒါပေမဲ့အဖြေမထွက်ဘူးလူနာကတော့မခံမရက်နိုင်အောင်နာကျင်နေတယ်ဆရာဝန်လည်းအကိုက်ခဲပျောက်စေးပေးပြီးရက်ချင်းပေးလိုက်တယ်အလုတ်ချိန်ပြီးသွားတဲ့အချိန်အိမ်ပြန်မဲ့အလုတ်မှာသူနာပြုကအညစ်အကြေးတွေကိုရှင်းမသွားတာတွေ့လိုက်ရတယ်သူအတော်စိတ်ညစ်သွားပြီးအညစ်အကြေးတွေကိုရှင်းရင်းထူးခြားတာတွေ့လိုက်ရတယ်အလင်းမြန်ပဲအိတ်စရွေးတက်မှန်ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့ခုနကလူနာရဲ့သွားဖုံးမှာကပ်ပါးကောင်တွေရှိနေတာကိုတွေ့လိုက်ရတယ်ထို့နောက်သူ့ဆရာကိုဒီအကြောင်းပြောပြတယ်ဆရာကလည်းဒီလိုအဖြစ်အပျက်ကိုမတွေ့ဘူးတဲ့အတွက်အရင်ကသူ့တေသနာစာတမ်းတွေကိုရှာကြည့်ဖို့အကြံပေးလိုက်တယ်ဆရာအကြံအတိုင်းသူလည်းရှာကြည့်လိုက်တော့ဒါဟာယောဂတစ်မျိုးဖြစ်နေတယ်သွားကပ်ပါးကောင်ယောဂလို့ခေါ်တယ်ထိုကပ်ပါးကောင်ဟာသွားနီးမှာနေထိုင်မျိုးပွားပြီးကလီစာနဲ့အုံနောက်ထိအမြန်သွားလာနေနိုင်ပါတယ်အရင်ကဒီယောဂကိုနိုင်ငံခြားကသူ့တေသနာတက်ခွဲကမ်းမှာလိလာစမ်းသပ်မှုတွေလုပ်ခဲ့ပေမဲ့ယခုအချိန်မှာတော့ထိုကပ်ပါးကောင်တွေဟာလုံးဝကင်းစင်သွားပြီလို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲသူနာပြုရဲ့ဖုန်းကဝင်လာတယ်သူလည်းစိတ်လှုပ်ရှားစွာနဲ့ထိုလူနာရဲ့ရက်ချင်းကိုမေးလိုက်ပါတယ်ရက်ချင်းကဒီနေ့လို့ပြောလိုက်တဲ့အချိန်မှာတော့သူ့အတွက်ဒီယောဂကိုကုသဖို့အဆင်သင့်မဖြစ်သေးပါဘူးဒါကြောင့်ရက်ရွှေ့ဖို့ပြောလိုက်ပေမဲ့လူနာကအယမ်းခံစားနေရတာကြောင့်မဖြစ်နိုင်ကြောင်းသူနာပြုကပြန်ပြောပါတယ်ခွဲစိတ်မဲ့အချိန်မှာသူစိတ်လှုပ်ရှားနေတယ်သူနာပြုကိုလူနာကိုတေချာစွာချုပ်ထားဖို့လှမ်းပြောတယ်သူနာပြုကတော့အလင်းမြန်လာဖို့ပဲပြောပါတယ်မိသားစုမှာဒါမျိုးလက္ခဏာရှိလားမေးတယ်မရှိဘူးပြန်ဖြေတော့သူစိတ်အေးသွားတယ်ခွဲစိတ်ဖို့သူ့လက်တွေတုံနေတယ်နောက်တစ်ချိန်အရေးစွန်ပြီးခွဲစိတ်လိုက်တော့အကောင်တွေထွက်လာတယ်အဲ့အချိန်မှာပဲလူနာကရုတ်တရက်ပြောင်းလဲလာတယ်ကပ်ပါးကောင်တွေကမျက်လုံးထိရောက်လာပြီးသူ့တကူလုံးပြန့်နှံ့လာတယ်ထို့နောက်ဆရာဝန်ကိုကိုက်လိုက်တယ်ဆရာဝန်လည်းကြောက်လန့်တကြားတွန်းလွတ်လိုက်တယ်ဒါပေမဲ့လူနာရဲ့အာယုံကသူနာပြုစီကိုပြောင်းသွားတယ်သူနာပြုကိုတိုက်ခိုက်ပြီးကိုက်နေတာမြင်တော့သူအလန့်တကြားအခန်းထဲဝင်ပုန်းလိုက်တယ်သူ့လေပင်ကအနာကနာလာတယ်စမ်းကြည့်တော့ကပ်ပါးကောင်ထွက်လာတယ်သူ့တဖုံးကစပြီးနာလာတယ်မတက်နိုင်တော့တဲ့အစုံသူ့သွားကိုချုပ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့အချိန်မှာပဲသူနာပြုကသွေးဆုပ်ဖုတ်ကောင်ဖြစ်သွားတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့အပြင်ကလူတစ်ယောက်ရဲ့ခေါ်တန်ကြောင့်သူနာပြုရဲ့အာယုံပြောင်းသွားတယ်ထို့နောက်သူ့မျက်လုံးစပြီးနာလာတယ်ကြည့်လိုက်တော့မျက်လုံးထဲကိုကပ်ပါးကောင်ရောက်နေပြီသူဘာမှမတက်နိုင်တော့ဘူးပြီးတော့ကပ်ပါးကောင်ကအုံနောက်စီကိုပါရောက်သွားပြီးသူပါသွေးဆုပ်ဖုတ်ကောင်ဖြစ်သွားတယ်